ချစ်တော်များအားလုံးမင်္ဂလာပါခင်ဗျာမနေ့ကကြပြဆရာကြီးဆရာကိုလေးအင်းဝကုံကြီးကွယ်လွန်သွားတယ်လို့ကြားသိရတဲ့အတွက်လွန်စွာဝမ်းနဲ့ချွေကြွယ်ရပါတယ်ပြီးတော့ဆရာကြီးဟာအမျိုးသားစာပေတတ်တာဆုရှင်လည်းဖြစ်ပါတယ်ကျွန်တော်တို့ကြပြလောကအတွက်တော့ဆရာကြီးကွယ်လွန်သွားတာဟာဆုံးရှုံးမှုအင်မတန်ကြီးမားပါတယ်ဒီနေ့မှာတော့ဆရာကြီးနောက်ဆုံးရေးခဲ့တဲ့ကြပြလေးအားဝမ်းနဲ့ခြင်းများစွာဖြင့်ကျွန်တော်ပြန်လည်ရွတ်ဖတ်ပေးခြင်းပါတယ်ချစ်တော်များအားလုံးနားတော်ရဆင်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တင်္ကာရတန်စင်မိုးပိုးဆောင်တန်ညင့်ဥယံလူကြီးတိတ်ဖိတ်ချလာတဲ့လွမ်းကာယံကွဲကွာချင်းအပူဒံဘဲသူလာခံစီတနီးအမုန်းဆိုတဲ့အခါတံဘဲသူစဖန်လေးတနီးချစ်သူတို့ဖွားအောက်ပန်းပေါက်စီတည်းကိုလေးအင်းဝဂုံကြီး16 ရက်17 လ 2025